ကြီးနဲ့ခိုင်းတစ်ခုဖြစ်ပါတယ်ဒါပေမဲ့အဲ့ခိုင်းမှာချောင်းအနောက်မှာသူ့ရဲ့ story တစ်ခုရှိတယ်အဲ့ခိုင်းကို scary လို့ခေါ်တယ်သူကတီထွင်ထားတာဖြစ်တယ် scary escape ကာဗိတာရဲ့ escape ကာဗိတာရဲ့ဟောဘူးလား escape ကာဗိတာဆမ်မီခိုးရဲ့ escape ကာဗိတာရဲ့အုံနာဟောစတီးရဲ့ကာဗိတာရဲ့အုံနာဟောဒါပေမဲ့သူကescape သွားလို့ဘယ်တော့လုပ်ခဲ့တယ်ဒါပေမဲ့ခိန်းကအောင်မြင်လာခဲ့ဟုတ်တယ်ဒါပေမဲ့ခိန်းကတစ်လပဲရှိတယ်အောင်မြင်နိုင်လုံးဝမရှိဘူးစဉ်းစားကြည့်အောင်မြင်နိုင်တယ်လုံးဝမရှိဘူးအဲ့ဒါခိန်းကသူလိုဖြစ်နေတာလားခိန်းကိုသူအောင်မြင်စေချင်ရောသူ့ကိန်းအောင်မြင်စေချင်ရော Access Studio သွားပြီးတော့ဘောတွေပေးခဲ့ရောဘောတွေဝယ်ခဲ့တယ်24/7အလုံးလုံးတဲ့ဘောတွေဝယ်ခဲ့တယ်ညာဘောတွေကလည်း24နာရီစော့မှာညာအဲ့နဲ့ escape tsunami for wave ဆိုတဲ့ခင်ရနမဲစကြည့်တာခင်ဘောတွေကြောင့်နောက်ပြီးကြတော့ဘလို့ဝယ်ခဲ့လဲဆိုတော့ Access Studio ရိုးဘက်12,000ပေးဝယ်ခဲ့ရပါ12,000ပါဘက်12,000ပါအဲ့လိုမျိုးဘောတွေနဲ့သူ့ခင်ကနာမည်ကြီးလာပြီ Escape Tsunami ဖို့ဘယ်ဘောကြော်ခဲ့တယ်ကြော်ခဲ့အောင်ကသူကမရက်သေးဘူးညာကြော်ခဲ့ရအောင်မှသူကမရက်ကြော်ခဲ့တယ်နောက်ပြီးတော့ Access Studio အကြောင်းကိုကြောက်လို့သိရတယ်Access Studio ကလည်းပေးလိုက်တယ်ဟောတယ်အဲ့အကြောင်းကိုကြောက်လို့သိရတယ်ဆိုတော့ဒီတိုင်း YouTube မှာ YouTube ဗီဒီယိုကြည့်နေတယ်အဲ့အကြောင်းပေါ်လာပါဒီဗီဒီယိုအတွက်အခုညီကြည့်ရင် like subscribe လေးလုပ်ပေးကြပါနောက်ကြတော့အဲ့ဒါကိုလည်းတော့ရှောက်လိုက်ခံကြပါနောက်ကြောင့် YouTuber တရားနဲ့လည်းတကယ်